စကားနဲ့ပြီးတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့သူတွေနဲ့ပတ်သက်တဲ့စိတ်ပညာအချက်7ချက်နောက်ဆုံးအချက်လေးကိုတော့ကျွန်တော်တကယ်ကိုသဘောကျပါတယ်နံပါတ်1သူတို့မှာတကယ်တငယ်ချင်းရင်းချဆိုလို့2ယောက်3ယောက်လောက်ပဲရှိတတ်ပါတယ်နံပါတ်2တင်းအဖော်မှာစိတ်ချယုံကြည်သွားပြီးရင်းနှီးသွားပြီဆိုရင်တော့သူတို့ကစကားတွေအများကြီးပြောတတ်ပါတယ်နံပါတ်3သူတို့ရင်ထဲမှာဒေါသတွေအများကြီးရှိတတ်လို့သူတို့ကိုတွားပြီးဒေါသထွက်အောင်မစမိပါစေနဲ့နံပါတ်4သူတို့ခေါင်းထဲမှာတွေးဆဇက်လန်းတွေအများကြီးရှိနေတတ်ပါတယ်။အဲ့ဒါကပဲသူတို့ကိုစကားနည်းစေတဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်။သူတို့ကအမြဲတမ်းတွေးနေတတ်လို့ပါ။နံပါတ်5သူတို့ရဲ့ခံစားချက်တွေနာကျင်မှုတွေကိုယင်ထဲမှာပဲကြိတ်သိမ်းထားတတ်ကြပါတယ်။ဘယ်သူမှသူတို့ကိုဂရုစိုက်မှာမဟုတ်ဘူးလို့ထင်နေတတ်လို့ပါ။နံပါတ်6သူတို့မှာအချစ်စရာအကောင်းဆုံးအပြုံးလေးတွေရှိသလိုတခါတလေအထူးဆန်းဆုံးပုံစံမျိုးနဲ့လည်းရည်တတ်ကြပါတယ်။နံပါတ်9သူတို့ကရှက်တတ်ပါတယ်လူတွေရဲ့မျက်လုံးကိုတဲတဲ့ကီတီချက်ချားမစုံရဲကြပါဘူးနံပါတ်10တင်းတဲ့ဘော်ကိုရင်းနှီးပွင့်လင်းသွားပြီဆိုရင်တော့သူတို့ကအယမ်းကိုတွက်လက်ပြီးအယူအမှုပြောတတ်တဲ့သူတွေဖြစ်သွားပါတယ်နံပါတ်9အခြေအနေတော်တော်များများမှာသူတို့ဟာပတ်ဝန်းကျင်ကိုအကဲခတ်အတော်ဆုံးသူတွေဖြစ်ကြပါတယ်နံပါတ်10သူတို့ဟာသူများစီကနေအကူအညီတောင်းဖို့ကိုနောက်ဆုံးမှစဉ်းစားတတ်တဲ့သူတွေပါနံပါတ်17အချစ်ရေးဒါမှမဟုတ်ပတ်သက်မှုတော်တော်များများမှာသူတို့ဟာတကယ်ကိုသစ္စာရှိကြပါတယ်ဒီဗီဒီယိုထဲမှာတင့်ကိုတင်ဒါမှမဟုတ်တင့်တငယ်ချင်းကိုမြင်အောင်လာတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါ